အခုကတော့ first ကို Breeze Cafe မှာသွားစားပါမယ် Breeze Cafe က buffet လို့လည်းပြောရဲပေါ့နော်ဒါပေမဲ့သွားစားစီဆွေးတို့တဲတဲ့ဟိုတယ်ကမပတ်မိတော့လို့ပေါ့နော်9000ခွဲဝန်းကျင်မှာပဲ breakfast တော့မကြွေးဘူးပေါ့နော်ဒါကြောင့်မို့လို့ဆွေးတို့ဒီ Breeze 69မှာ breakfast လာစားတာပါသူစီမာကတင်ဆန်းလေးရတယ်ဒီအုံတို့ခောက်ဆွဲတို့ဒီအုံထမင်းတို့ရတယ်နောက်ပလာတာပါမို့အဲ့လိုဘူဖေးရတယ်ပေါ့နော်ဆိုလို့စားခဲ့တာတော့တယောက်ကို16800ကျခဲ့ပါတယ်မန်လေးစားရောက်ထဲရလေသူကလက်ဖက်ရည်ကိုလေအဲ့လိုရနွေးခရအုံနဲ့တည်ထားတာနော် display ကအဲ့လိုခင်းထားအရန်မိုက်တယ်ဒီဆက်လက်တုပ်စားခြင်းတဲ့သူတွေအတွက်လည်းမနက်စောစောစီးဆက်လက်ဆိုလဲဆက်လက်တုပ်ပေးရပေါ့နော်သူတို့စီမှာရတဲ့ပြည်ပလာတာဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဆန်းစားကြည့်ခဲ့ပါတယ်ဆက်လုပ်ပါမယ်ဒီပလာတာကိုမအာလူးတို့ဒီခင်းကျင်သီးတို့နဲ့မာပဲအရင်နဲ့ဆန်းစားရတာပေါ့နော်ဒီစပါDay coffee. That day coffee. Strap coffee. Inspire coffee. မမီလို့တပြန်ကြည့်နေရတယ်ဆိုတော့တိုးချန်သွားဖို့အတွက်ကို coffee ဝင်ဝယ်တယ်ပေါ့နော် coffee ဆိုတော့ဒီသွားတဲ့ခီးစဉ်အစားအဆုံးကိုဒီရွှေလန်းတာနဲ့သွားပစ်ခဲ့တာပေါ့နော်ဒီမန်းလေးကိုစပြီးလာကြိုကြတဲ့ရွှေလန်းတာနဲ့ခီးဆုံးတဲ့အထိပဲပထမတော့ဆိုတော့အဲ့လောက်ထိသွားဖို့အစီအစဉ်မရှိဘူးပေါ့နော်ဒီပထမအဆုံးလာကြိုပြီးကြတဲ့အရန်အဆင်ပြေတာနဲ့ဇက်တိုက်သွားပစ်ခဲ့တာပေါ့နော်ဒီရွှေလန်းတာရဲ့ဖုန်းနံပါတ်လေးကိုဆိုရဒီ post ရဲ့မှာလဲချပေးထားမယ် comment မှာလဲရေးပေးထားပါမယ်နော်အဲ့ဒါပေါ့နော် Golden Gate ကနေတိုးချံကိုသွားမယ်ဆိုပြီးတော့လှုပ်လိုက်တာဒါပေမဲ့တိုးချံကိုကြည့်လိုက်တော့သူ့စီမှာလေ Royal Hay Resort ရှိတာနဲ့ဆိုတော့ Royal Hay Resort မှာတညနေလိုက်မယ်ဆိုပြီးတော့ဒီနေ့ဆုံးဖြတ်လိုက်တာပေါ့နော်ဆိုတော့ပထမလေးလာတော့အလောက်လှမယ်မထင်ဘူးသီလားရောက်တော့မှအလောက်လှမှန်းသေးတာသူ့စီမှာလေနှင်းစီချံအကြီးတွေလည်းရှိတယ်မြင်းချံတွေရောဒီတိုးချံတွေရောလှေလှော်လို့ရတဲ့နေရာတွေရောအဲ့ဒီရောက်တော့မှလေဆိုတော့ဒီအဲ့နေရာတွေရှိတယ်ဆိုတာသိတာပေါ့နော်သူကလေဒီဆိုတော့တဲတဲ့ Golden Gate ကနေဆိုလို့ရှိရင်မိနစ်20လောက်ပဲမောင်းရတာဆိုတော့ထင်တာတော့ပေါ့နော်2နာရီလောက်မောင်းရမယ်ထင်တာဒီမက်အတိုင်းသွားလို့အဆင်ပြေတယ်ပေါ့နော်ဟိုမှာလည်း this is right here so oh my god အရင်မိုက်တယ်ကျမတို့ရောက်တဲ့အချိန်က12နာရီလောက်ရောက်တာပေါ့နော်12နာရီလောက်ရောက်တာကိုချက်ခင်တိုင်းမရောက်သေးတော့2နာရီလောက်ကိုဒီလိုစာကြည့်လိုက်ပြန်ပါလေတပုံရတော့လုံးဝ resolve နေတော့မတူတော့လုံးဝစာကြည့်လိုက်ဒါဆိုလို့အခန်းရှိရနေမြင်ရတဲ့မြင်ကွင်းလေးပေါ့နော်ဒါလေးကတော့မြင်းချံလေးပါဆိုတော့လှီလော်တာပြီးတော့မှဒီမြင်းချံမှာမြင်းလာပြစီမယ်ပေါ့နော်လှီရင်သွားလို့အခုကတောင်ကုန်းကလည်းတက်နေရတယ်တောင်ကုန်းကလည်းတက်နေရသေးတယ်ဟိုမှာတစ်ကလုတ်အဲ့ဒါကပြီးမှလာစီးမယ်အခုကနေလဲနည်းနည်းလေးရှိနေသေးတော့လှေရင်သွားစီးမယ်လှေစီးလို့ရရင်ဆိုတော့လှေရင်သွားစီးမယ်လှေစီးပြီးမှအချိန်ကအဆင်ပြေရဆိုရင်မြင်းစီးမယ်မြင်းစီးပြီးအချိန်ပိုရင်တိုးချန်သွားမယ်တကယ်လို့အဆင်မပြေဘူးဆိုတော့တိုးချန်ကိုတက်သွားမယ်ကဲလှေစီးတဲ့နေရာတော့ရောက်ပါလှေကလေရောက်တဲ့အချိန်မှာဆိုလို့မစီးပြစ်ခဲ့ဘူးပေါ့နော်အဲ့ဒီမှာကဘယ်သူမှမရှိတာရဲဆိုတော့လှေကောင်းကောင်းမလော်တတ်တာရဲ့အကြောင်းမို့လို့ဒီမှာလှေတော့မစီးခဲ့ပါဘူးလှေမလော်ပြစ်တော့ဘူးဆိုတော့အဲ့တော့လှေမလော်ပြစ်တော့ဘူးဆိုတော့လှေစခန်းမှဒီမြင်းစခန်းတို့မြင်းသွားစီးပါမယ်ဟုတ်တယ်တင်းနေပို့တယ်ပို့ပါရရပို့ကြောက်နေပေါ့ညင်းနေရလားမဟုတ်ပို့လိုက်တယ်သမီးကိုစားကြည့်ဟုတ်တယ်ဒီလိုလေးကန်သူကငင်းကြည့်မှာပေါ့โอเคဟာမဟုတ်ဘူးအဲ့ဒီသူကစားတယ်အာဒီလက်တန်းနေနိုင်ပြီလုံးရပိတ်
ချန်သွားမယ်ဆိုရင်ဟိုတယ်ကနေတိုးချန်သွားမယ်ဆိုလို့ရှင်ဟိုတယ်ကမလေးကားလေးရှိရကွာတိလားအဲ့ဒါလေးပို့ခိုင်းတာပို့အဆင်ပြေတယ်နီးလေးထင်ပြီးတော့တိုးချန်တိုးဆိုတဲ့ဆိုင်းဘုတ်ကနေတက်လာတာမမျော်လင့်ပဲနဲ့ဟိုက်ကင်းမှာလုံနေရတယ်တောင်တက်ကတာရဲ့ကောင်းတာလေအပေါ်ရောက်သွားတာနဲ့လေအမောကိုပြေသွားတာပဲဆိုတော့ရောက်တဲ့အချိန်ကနောက်ကျတော့တိုးလေးတွေက channel ကိုတင်ပြီးသွားပြီပေါ့နော်အဲ့တော့ရှုခင်းကောင်းကောင်းနဲ့တိုးလေးကိုနည်းနည်းခဏလေးကြည့်အပြန်ကနေကြည့်ပြီးပဲပြန်လာခဲ့ရတယ်ပေါ့နော်ပြန်ရောက်တော့အောက်မှာလေသူတို့စီမှာကဒီ coffee ဆိုင်လိုမျိုးလေးရှိရ cafe bar လေးပေါ့နော်သူစီကနွားနိုလေးရလေးတော်တော်လေးတောက်လို့ကောင်းတယ်သူစီကဒီအရသာလေးတွေကလည်းစားလို့ကောင်းတယ်ပေါ့နော်ဈေးနှုန်းလေးကတော့ပုံမှန်ထက်နည်းနည်းကြီးရဆိုမှဟိုတောင်ပေါ်ဒေတာဆိုတော့လေသူတို့တည်ယူစိတ်တွေပါနေနဲ့ကတော့အတန်ပါတယ်စားတာအရသာလေးကောင်းမှုကတော့အဓိကပေါ့နော်ညဘက်မှာလေလူတွေအများကြီးနဲ့အဲ့လိုကြိတ်ကြိတ်တိုးပြီးတော့အဲ့လိုလူပြီးတော့ဓာတ်ပုံရိုက်မှတင်တာဆိုတော့လာတဲ့3ယောက်ပဲကွာတိလားဒီနေ့အတော့ကတော့လုံးဝဒီမှာဒီလိုလှေကားတလေးနေကွာတိလားလုံးဝဒီမှာ outfit ကလုံးဝ night dress ဖြစ်သွားလို့အမှန်တကယ်ဆိုရင်လေတိချာလေးပြင်ဆင်ပြီးတော့လာပြီးတော့ရရင်လေဒီမှာရှိလမ်းလေးကိုကြည့်လုံးဝဒီလိုလှေကားတလေးနဲ့လုံးဝကိုရီးယားကားရဲရလို့လေရိုက်လို့ရတယ်ဒါပေမဲ့ကျမတို့ကတော့ night dress တွေနဲ့ဖြစ်သွားပြီဆိုတော့အရင်တော့မရိုက်တော့ဘူးပေါ့နော်ဒါတော့ရိုက်ခဲ့သေးရဲ့မီးလင်းလုံးလေးတွေကလေဝါလေးနေဆိုတော့လေဒီမှာလေတခုရှိတာတနေရာသွားရင်နည်းနည်းလေးမောတယ်ဘယ်လိုဖြစ်လဲဆိုတော့တောင်ပေါ်မှာရှိနေရလဲပါနေရာတွေကလည်းဒီလိုလေကားတင်နေဆိုတော့ပေါ့နော်နည်းနည်းတနေရာသွားရင်မောတာတော့ရှိတယ်ဒါပေမဲ့ okay တယ်ရာသီဥတုကလည်းအေးတယ်ဆိုတော့ကျန်တာအကုန်အဆင်ပြေတယ်ဒီမှာကဟိုတယ်ကဆိုလို့2ယောက်ခန်းကို300ခွဲပဲဒါ extra bed ထပ်ထိုးတယ်ဆိုလို့ရှင်တော့9000ထပ်ပေးရတယ်အစားတောက်ရတာလေးလည်းအဆင်ပြေအစားတောက်ရတာလေးကအဆင်ပြေဒါပေမဲ့ a little လေးတော့ဈေးကြီးတယ်ပေါ့နော်ဈေးကြီးတယ်ဆိုတာကလေတောင်ပေါ်လေးဖြစ်တော့အစားတောက်တည်ရတာပါညာနဲ့စားတာအဆင်ပြေတယ်အရသာလေးလည်းအဆင်ပြေတယ်မူခါလေးတောက်ကြည့်မူခါလေးကခက်ခါလေးနဲ့ကောင်းတယ်နောက်ပြီးတော့နွားနို့လေးလည်းရတယ်နွားနို့လေးလည်းအဆင်ပြေတယ်ငါတို့ပေါ်ပါတွေကလေမီလီယံနဲ့ချီတဲ့သူတွေထပ်ပို့ပြီးတော့ကန်ကောင်းနေတယ်ညဘက်မှာကောင်းကင်ကိုကြည့်ပြီးခောက်ဆွဲစားပြီးတော့ဘဝရဲ့ကောင်းခြင်းဆိုခြင်းတွေကိုကောင်းယူစကားပြောခဲ့ကြပါတယ်ဘလောက်အေးရေးရအောင်ကူရမယ်လားနော်ဒီကူရမယ်အခုဆိုတော့ဆိုးရိုးကမနှက်စာစားပြီးတော့နောက်ထပ်ပန်းလောင်ကိုထပ်သွားမယ်ပေါ့နော်အဆုံးတို့ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပဲတွေ့ကြမယ်နော်တတာ